အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ရိုးရိုးရှင်းရှင်းလေးနဲ့စားလို့အရင်ကောင်းတဲ့ကောက်ညင်စီတမင်အီအီလေးလှုပ်စားကြမယ်နော်စီတမင်ပူပူလေးကိုအပေါ်ကနေအုံသီးနဲ့နှံတောင်လေးဖြိုးပြီးတွဲစားဖို့ငချောက်ကြော်ကျွတ်လေးရဲ့ပဲပြုတ်လေးရဲ့ကျက်သွနီကြော်လေးရဲ့နဲ့ပြည့်ပြည့်စုံတဲ့မနက်စာလေးပါပဲရှင်အရင်ဆုံးကောက်ညင်ဆက်နှစ်ဘူးကိုရေ3လေးရေလောက်ဆေးပြီးတညလောက်ရေချိုးစိမ်ထားလိုက်ပါမယ်ဒါကတော့ရေစိမ်ပြီးတဲ့အနေထားလေးပါရေစိမ်ပြီးရင်တော့ရေစစ်ပြီးအရသာလေးတွေထည့်ပါမယ်အရသာအတွက်ကိုတော့စနွင်တစ်စွန်းတကြားတစ်စွန်းနဲ့စားကိုလက်ဖက်ရည်စွန်းနဲ့2စွန်းထည့်ပါမယ်အနက်လေးမွေးသွားရအောင်လို့ဂျင်းလေးငယ်ငယ်ကိုထောင်းပြီးအရေးလေးတွေညှစ်ပေးလိုက်ပါမယ်ထည့်ပြီးရင်အရသာလေးတွေအလုံးနှံ့သွားအောင်မွေးပြီးခဏလောက်နှက်ထားလိုက်ပါမယ်ကျတော့နီကြော်လုပ်ဖို့အတွက်အိုးထဲကိုစီထည့်ပါမယ်စီစုလာပြီဆိုရင်တော့ပပလီလာတဲ့ကျတော့နီလေးတွေကိုထည့်ပါမယ်စနွေးလေးငယ်ငယ်ကိုပါထည့်ပြီးကျတော့လေးတွေကျွတ်သွားတဲ့အထိကြော်ထားလိုက်ပါမယ်အခုလိုနေထားလေးရောက်ပြီဆိုရင်ဆယ်ပြီးစီခဏလောက်စစ်ထားလိုက်ပါမယ်။ကျတော့ကြော်ထားတဲ့စီထဲမှာပဲစီနေငယ်လောက်ထည့်ပြီးခဏကနှက်ထားတဲ့ကောက်ညင်စံလေးတွေကိုထည့်လိုက်ပါမယ်။ခဏလောက်မွေပြီးရင်ရေကိုမြုပ်အောင်ထည့်ပြီးအဖုံးလေးအုပ်ပြီးတည်ထားလိုက်ပါမယ်။ရေလေးနေငယ်ခံပြီးဆိုရင်ကောက်ညင်စံလေးတွေနက်မနက်စမ်းကြည့်လိုက်ပါမယ်။ဒီနေရာမှာကောက်ညင်လေးတွေမှနေသေးတာကြောင့်ရေလေးနေငယ်လောက်ထည့်ပြီးမွေထားလိုက်ပါမယ်။ကောက်ညင်လေးတွေလုံးဝကျက်သွားတဲ့အထိရေထဲလိုက်မွေလိုက်လေးလုပ်ပေးပါမယ်။ခုလိုမျိုးစက်တိုက်လုပ်ပေးလိုက်တာကောက်ညင်လေးတွေကျက်ပြီးဆိုရင်ဂျိုးလုပ်ဖို့အတွက်မျက်နှာပြင်ကိုညှိပြီးအဖုံးလေးအုပ်ပြီးထည့်ထားလိုက်ပါမယ်။10မိနစ်လောက်ထားပြီးအောက်ပိုင်းလေးတွေကညိုပြီးဂျိုးလည်းဖြစ်ပြီးဆိုရင်တစ်ဖက်ကိုလမ်းပေးလိုက်ပါမယ်။နောက်တစ်ဖက်ကိုလည်းအခုလိုပဲ10မိနစ်လောက်ထပ်ထားလိုက်ပါမယ်။ဒီနေရာမှာအရင်ကျွတ်တာမကြိုက်ဘူးဆိုရင်အချိန်ကြာမထားပေးလဲရပါတယ်နော်။အခုဆိုရင်တော့အီအီလေးနဲ့စားလို့အရင်ကောင်းတဲ့ကောက်ညင်စီတမင်လေးရပါပြီရှင်။စီတမင်နဲ့တွဲစားဖို့အတွက်ငချောက်ကြော်လေးရဲ့ကျက်သွန်ကြော်လေးရဲ့နဲ့ပဲပြုတ်လေးရဲ့ကိုပြင်ဆင်ထားလိုက်ပါမယ်။ပြီးရင်တော့စီတမင်ရဲ့မပါမဖြစ်အုံသီးနဲ့နှမ်းတောင်းလေးကိုပါထည့်လိုက်ပါမယ်။ကဲခုဆိုရင်တော့အနက်ရတာနဲ့ပြည့်စုံတဲ့မြမရိုးရကောက်ညင်စီတမင်လေးရပါပြီရှင်။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်။